ပြောချင်တာလေးတစ်ခုရှိသေးလို့ပြောပြရစေအောင်နော်ဆိုတော့ဒီရက်ပိုင်းလေးပေါ့ဒီရက်ပိုင်းလေးရလေ Facebook ပေါ်မှာပေါ့လေသူတစ်ဖြင့် post လေးတွေvideo file လေးတွေတွေ့တယ်ဘာလေးတွေတွေ့လဲဆိုတော့မန္တလေးမြို့ကန်တချို့ရဲ့ရင်တွင်စကားလေးတွေပေါ့လာကူစရာမလိုဘူးမန္တလေးကိုနော်ငါတို့မန္တလေးကိုလာကူစရာမလိုဘူးငါတို့မန္တလေးကငါတို့မြို့ကန်တွေကကူတဲ့အားနဲ့တောင်မှပဲပိုရှန်နေသေးတယ်ဘယ်သူမှလာကူစရာမလိုဘူးပြန်ချင်းပြန်သွားဒီမှာလာမကူနဲ့ဟိုမှာသွားကူဟိုကလူတွေကကျေးဇူးတင်လိုက်မယ်ငါတို့တော့လာကူစရာမလိုဘူးစသဖြင့်မန်လေးတွေမာနာလေးတွေနဲ့မြို့ကန်တချို့ရဲ့ post လေးတွေvideo file လေးတွေတွေ့တယ်အဲ့တော့တစ်ဖက်ကလည်းမြင်ရကြားရတဲ့သူတွေကလည်းစိတ်ဆိုးကြတာပေါ့နော်ဒေါသထွက်ကြတာပေါ့လေဆိုတော့ကျွန်မပြောချင်တာကတော့ပထမတစ်ပိုင်းလေးပေါ့ပထမတစ်ပိုင်းပြောချင်တာကဒီ post တွေတင်နေတဲ့ဒီ video file တွေနဲ့ပြောနေတဲ့သူတွေဟာတစ်မျိုးလုံးကဒုက္ခရောက်နေတဲ့သူတွေကိုကိုစားမပြုပါဘူးတစ်မျိုးလုံးကသူတို့ပြောနေတဲ့စကားလုံးများသည်မြို့ထဲမှာရှိနေတဲ့ဒုက္ခရောက်နေတဲ့သူတွေငလင်ဘေးဒဏ်ခံစားနေရတဲ့သူတွေရဲ့ရင်တွင်းစကားအစ်စ်အမှန်မဟုတ်ပါဘူးဒါလေးကိုအခြားသောပြည်သူလူထုတွေကနားလည်ပေးပါနော်သူတို့ရဲ့ယူသွမှုအရာသာလင်ပြောခြင်းဖြစ်တယ်သူတို့ရဲ့ any attention အရာသာလင်ပြောခြင်းဖြစ်တယ်မြို့ကန်လူထုရဲ့ကိုစားပြုတဲ့စကားလုံးတွေမဟုတ်ပါဘူးဒါကြောင့်မလို့ ignore လုပ်လိုက်ပါလို့ပဲကျွန်မပြောပြရစီနော်နောက်တစ်ချက်ကကြတော့ကျွန်မအများကိုပြောချင်တာပေါ့ကျွန်တော်တို့ကမြန်မာနိုင်ငံတော်အလံအောက်ကမြန်မာနိုင်ငံတော်သူမြန်မာနိုင်ငံတော်သားတွေဖြစ်တယ်အဲ့တော့ဟိုမြို့သားမန္တလေးမြို့သားရန်ကုန်သားနော်စကိုင်းသားပကံသားရဲ့လို့ကျွန်တော်တို့တွေကဒါကတော့မြို့ကိုချစ်ခင်တဲ့စိတ်နဲ့ပြောကြခြင်းပဲဖြစ်တယ်အဲ့တော့ဒါတွေဟာအကုန်လုံးဒီမြန်မာနိုင်ငံတော်အလံအောက်မှာပဲရှိတဲ့တသွေးတဲ့တသားတဲ့သောမြန်မာနိုင်ငံကတိုင်းရင်းသားညီကိုမောင်နှမတွေပဲဖြစ်တယ်အဲ့တော့အရေးကြီးရင်သွေးစီးရမယ်နော်အဲ့ဒါကိုဟိုမျိုးသားမလို့ဒီမျိုးသားမလို့ဆိုပြီးတော့မှကျွန်တော်တို့ကဖြစ်နေစရာအကြောင်းမရှိဘူးနောက်တစ်ခါနိုင်ငံရေးခံယူချက်တွေအမျိုးမျိုးရှိနိုင်တယ်เนาะကိုကြိုက်တဲ့ဘက်ကိုကိုထောက်ခံခဲ့ကြမယ်ထောက်ခံနေကြမယ်เนาะဆိုတော့ဘာသာရေးဒီလိုပဲကိုကြိုက်ရအောင်ကိုကိုးကွယ်ကြမယ်ဒါတွေဒီမြန်မာနိုင်ငံတော်အလံအောက်မှာမိမိရဲ့လွတ်လပ်ပိုင်ခွင့်အရာမိမိကြိုက်နှစ်သက်တာကိုမိမိရဲ့စိတ်သဘောထားအရာလုပ်ကြတာဒါပေမဲ့ဒီလိုမျိုးနိုင်ငံနဲ့ချီပြီးတော့မှဘေးဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အခါမှာကျမတို့တွေကနိုင်ငံရေးအရာမတူလို့ကိုးကွယ်ယုံကြည်ရာဘာသာမတူလို့မြို့မတူလို့ဆိုပြီးတော့မှတယောက်နဲ့တယောက်နဲ့ဝေဖန်နေရမယ်တိုက်ခိုက်နေရမယ်ညင်းဆိုနေရမယ်အချိန်အခါတွေမဟုတ်ဘူးလူနိုင်ရင်လူကူနိုင်ရင်ကူအဲ့တော့ဘေးဒုက္ခရောက်နေတဲ့သူတွေကလည်းငါတို့ကိုတော့ဖြင့်လာကယ်တဲ့လက်ကိုနိုင်ငံရေးဆိုရင်လည်းနင်းကအနီလားအစိမ်းလားဗုဒ္ဓဘာသာလားအစ္စလမ်လားငါကတော့ဗုဒ္ဓဘာသာမလို့အစ္စလမ်လာကူရင်မလိုက်ဘူးငါကတော့အစ္စလမ်မလို့ဗုဒ္ဓဘာသာလာကူရင်မလိုက်ဘူးငါကတော့အနီမလို့အစိမ်းကလာကယ်ရင်ငါကမလိုက်ဘူးငါကအစိမ်းမလို့အနီတွေလာမကယ်နဲ့ငါကမလိုက်ဘူးလို့မရှိကြပါဘူးเนาะကန်းတဲ့လက်ကိုဖမ်းဆွဲကြတာကြီးပဲဒါကြောင့်မလို့လေအတိဒုက္ခမရောက်ဘဲနဲ့လွတ်ကင်းတဲ့နေရာကသူတွေကလည်းကိုယ့်ရဲ့အတ္တဆွဲဝါဒဆွဲတွေနဲ့ကိုထင်ရမြင်ရတွေကိုပြောပြီးတော့မှမလုပ်ကြပါနဲ့သွေးမခွဲကြပါနဲ့သွေးမကွဲကြပါနဲ့เนาะကျမတို့တွေကတိုင်းရင်းသားညီကိုမောင်နှမတွေနိုင်ငံတော်အလံအောက်မှာရှိတဲ့အတူလူတွေအတူတူဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးဘီထုတ်ကရောက်ကြရင်အားလုံးပဲအတူတူမျှဝေပြီးတော့မှဒန်းတူညီမြကုနိုင်ရင်ကုပါကဲနိုင်ရင်ကဲပါเนาะဆိုတော့ကိုကဒီဒုက္ခတွင်ထဲမှာမရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြောတော့လွယ်တယ်เนาะတခါတလေကြာရင်ရှိတယ်မလားအငိုလွယ်တယ်အရှိုက်ခတ်တယ်ဆိုတဲ့ဟာမျိုးပေါ့เนาะဒီလိုလေးတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကတော့သွေးမကွဲကြစေခြင်းမူသွေးလည်းမခွဲကြစေခြင်းမူနီတာတွေလည်းမရှိပါနဲ့စိမ့်တာတွေလည်းမရှိပါနဲ့เนาะကာလာတွေအယောင်တွေမရှိပါနဲ့ကိုယ်ကယုံကြည်ရဘာသာတွေမကွဲပါနဲ့မြို့ဆွဲနေရာဆွဲဒေတာဆွဲတွေနဲ့မလုပ်ပါနဲ့เนาะဒါလေးကိုလည်းကျွန်မကအထူးမေတ္တာရက်ခံပြီးတော့မှပြောခြင်းဖြစ်ပါတယ်ကြိုက်တဲ့သူလည်းရှိနိုင်တယ်မကြိုက်တဲ့သူလည်းရှိနိုင်တယ်ဒါပေမဲ့ကျမတို့တွေဒီမြန်မာနိုင်ငံတော်အလံအောက်မှာရှိနေတဲ့မြန်မာနိုင်ငံတော်သူမြန်မာနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမတွေပဲဖြစ်ပါတယ်เนาะဒါလေးကိုတော့စိတ်ထဲမှာမွေးပါငါကတော့ဘယ်မျိုးဝမလို့ငါမျိုးလာမထိနဲ့ငါကတော့ဘယ်မျိုးဝမလို့ဆိုတဲ့အစွဲတွေမထားပါနဲ့เนาะအားလုံးဟာမြန်မာစကားပြောတဲ့မြန်မာနိုင်ငံမြန်မာရည်မြန်မာမြေမှာနေတဲ့
နိုင်ငံသားတွေအချင်းချင်းအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့တချို့သောယူသွတ်နေတဲ့မြို့ခံတွေရဲ့စားတွေယူသွတ်နေတဲ့မြို့ခံတွေရဲ့ဒီစကလုံးတွေပေါ်မှာခံစားပြီးတော့မှအာဃာတတွေမထားဘဲနဲ့စိတ်မဆိုးဘဲနဲ့မညှို့ညင်ဘဲနဲ့ကူစရာရှိတာလေးတွေလည်းဆက်ကူပေးကြပါလှူစရာရှိတာလေးတွေလည်းဆက်လှူပေးကြပါဒီလိုမျိုးရေးနေပြောနေတဲ့ပုံကိုယ်တွေဟာမြို့ပေါ်ကဒုက္ခရောက်နေတဲ့ပြည်သူအားလုံးကိုကိုစားမပြုပါဘူးเนาะပြည်သူအားလုံးရဲ့ယဉ်နှင်းစကားမဟုတ်ပါဘူးဒါကြောင့်မလို့ကြံတဲ့ညီကောင်မောင်နှမတွေကလည်းအမှတ်မထားပါနဲ့စိတ်လည်းမဆိုးကြပါနဲ့ကူကြပါလှူကြပါသွေးလည်းမကွဲကြပါနဲ့သွေးလည်းမခွဲကြပါနဲ့လို့ကျွန်မဒီနေရာကနေမေတ္တာရက်ခံတောင်းဆိုပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်